နော်လျက်စစ်ပတ်လန်းတစ်ခုကိုပြုပြင်နေတော့မှမတော်တဆလျက်စစ်ရှော့အကြီးကျယ်ဖြစ်သွားခဲ့တယ်အဲ့ဒီနောက်လျက်စစ်ငါးရှင်တွေအပြည့်ထည့်ထားတဲ့စမ်းတက်ခန်းသုံးရေကန်ထဲကိုပြုတ်ကျသွားခဲ့တယ်ပြင်းထန်တဲ့လျက်စစ်စီးကြောင်းကြောင့်ရေကန်ရဲ့ဖန်သားပြင်ကြီးတစ်ခုလုံးကွဲကျသွားခဲ့ပေမဲ့ကျွန်တော်ကတော့ဒဏ်ရာတစုံတရာမရခဲ့ပါဘူးအဲ့ဒီစားလျက်စစ်တပ်အားကိုထိန်းချုပ်နိုင်တဲ့စွမ်းအားထူးကိုတောင်ရရှိခဲ့ပါသေးတယ်အဲ့ဒီနောက်ကျွန်တော်လမ်းမပေါ်ထွက်လာခဲ့တယ်ကားရှိမီတွေအကုန်လုံးတစ်ဖြက်ဖြက်နဲ့မိတ်တုံဖြစ်လာခဲ့တယ်ကျွန်တော်ကားရှိမီတစ်လုံးပေါ်ကိုလက်တင်လိုက်တဲ့ခါချင်းမှာပဲကားဘက်ထရီတစ်အိုးလုံးမှာရှိတဲ့အားတွေကိုစုပ်ယူပစ်လိုက်တယ်ဒါပေမဲ့အဲ့ဒီစွမ်းအင်ပမာဏကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုထိန်းထားဖို့အတွက်မလုံလောက်သေးပါဘူးဒါကြောင့်ကျွန်တော်တိုင်းမစကွဲရဘက်ကိုဥတီသွားခဲ့တယ်တန်တစ်ခုကိုမပြီးပိုအားမြင့်ကေဘယ်ကျိုးတစ်ခုပေါ်ကိုလက်နဲ့ဖိချလိုက်တယ်ကျွန်တော်ရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်လမ်းသွားလမ်းလာတွေကတတိထားမိသွားကြပြီးရဲရရှိတယောက်ကအခြေအနေမဟန်ဘူးဆိုတာတိလိုက်တာနဲ့ပတ်ဝန်းကျင်ကလူတွေကိုချက်ချင်းပဲဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်မကြခင်မှာပဲရဲတွေအခင်းဖြစ်ပွားရာနေရာကိုရောက်လာကြတယ်ကျွန်တော်ဘသူ့ကိုမှမနာကျင်စေချင်တာကြောင့်ကျွန်တော်မှာဘာတွေဖြစ်နေလဲဆိုတာကိုရှင်းပြခဲ့တယ်ဒါပေမဲ့ရဲတွေကတော့ကျွန်တော်ကိုမဖြစ်မနေဖမ်းဆီးဖို့ပဲစူးစမ်းခဲ့ကြတယ်ဒါပေမဲ့တင်းနဲ့ကြည်စံတွေကကျွန်တော်ကိုမထိခိုက်နိုင်ခဲ့ပါဘူးစိတ်လိုလျောက်ပဲကျွန်တော်ရဲ့စွမ်းအားထူးကိုတုံးပြီးရဲကားတွေကိုချက်ချင်းပဲတစ်ပတ်လဲမောက်ခုံလန့်ပစ်လိုက်တယ်ဒါပေမဲ့စပိုင်ဒါမန်ကအချိန်မီရောက်လာပြီးလွတ်စင်သွားတဲ့ကားတွေကိုလမ်းဖမ်းလိုက်နိုင်ခဲ့တယ်စပိုင်ဒါမန်ရဲ့ဖြောင်းဖြတ်နာချမှုကြောင့်ကျွန်တော်တဖြည်းဖြည်းနဲ့စိတ်ငြိမ်သွားခဲ့တယ်ဒါပေမဲ့နှိမ်နင်းရေးစနိုက်ပါသမားတယောက်ကကျွန်တော်ကိုထပ်ပြီးရန်စလိုက်ပြန်တဲ့ဒေါသရကြီးနဲ့ကျွန်တော်လက်နှစ်ဖက်လုံးကိုမြေကြီးပေါ်ဆောင်းချလိုက်တဲ့အခါမရေမတွက်နိုင်တဲ့လျှက်စစ်စီးကြောင်းတွေချက်ချင်းပဲဖြာထွက်သွားခဲ့တယ်စပိုင်ဒါမန်ကလွင့်စင်လာတဲ့ကားတွေကိုတားဆီးဖို့တက်နိုင်သမျှအစွမ်းကုန်စူးစမ်းပြီးအနီးနားကဝိုင်းအောင်ကြည့်နေတဲ့လူအုပ်ကြီးကိုအောင်မြင်စွာကာကွယ်ပေးနိုင်ခဲ့တယ်ကျွန်တော်ကတော့လျှက်စီးကြောင်းတွေနဲ့ပြစ်လွတ်ပြီးသူ့ကိုလွင့်ထွက်သွားအောင်တိုက်ခိုက်လိုက်တယ်ဒီအချိန်မှာတော့ကျွန်တော်လုံးဝစိတ်မထိန်နိုင်တော့ပါဘူးဘိုးအားနှစ်သိန်း3000ရှိတဲ့ဘိုးအားမြင့်ကေဘယ်ကျိုးတွေကိုယူပြီးကျွန်တော်ရင်ဘက်ထဲကိုထိုးဆိုင်လိုက်တယ်တစ်မျိုးလုံးချက်ချင်းပဲမောင်းတိကျသွားခဲ့တယ်အဲ့ဒီနောက်ကျွန်တော်ပြင်းထန်တဲ့လျှက်စစ်လိုင်းတစ်ခုကိုထုတ်လွှတ်လိုက်တယ်ကျွန်တော်လေထဲမှာပြန်ဝဲပြီးပတ်ဝန်းကျင်ကရှိသမျှအရာအလုံးကိုရန်တမ်းတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့စပိုင်ဒါမန်ကရေအားပြင်းပြင်းနဲ့ပတ်ထုတ်ပြီးကျွန်တော်ကိုလဲကျအောင်လုပ်လိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်ခန္ဓာကိုယ်ထဲမှာလျှက်စစ်ပတ်လန်းတို့ဖြစ်သွားပြီးပြန်မတိုက်ခိုက်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့ကျွန်တော်ဖမ်းဆီးခံလိုက်ရပြီးသူတေသနစင်တာတစ်ခုထဲမှာပိတ်လောင်ခြင်းခံလိုက်ရပါတော့တယ်နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွေကိုစိတ်ဝင်စားဖို့ကောင်းတဲ့မြန်မာနောက်ခံအတန်တွေနဲ့နေ့စဉ်တင်ဆက်ပေးသွားမှာပါနောက်လည်းအမြဲကြည့်လို့ရအောင်အပေါင်းလေးနှိပ်ထားပေးပါခင်ဗျာ